မုံမြေဟာဆိုရင်ဖြင့်ပါရမင်းဆက်34ဆက်ဖြစ်တဲ့ငုံပြေများနဲ့ဆန်ခဲ့ရာနှစ်ပေါင်း2600ကျော်ကပါရမင်းနိုင်ငံတည်ရှိတဲ့ရှေးအောင်သမိုင်းဝင်ကြောက်တန်းမြို့နယ်ပဲဖြစ်ပါတယ်။ပါရမင်းနိုင်ငံဟာရခိုင်ကအထက်မြန်မာပြည်မှာရှိတဲ့ဗကံပြည်ကြီးသမျှကြီးကျယ်ခမ်းနားတဲ့အင်အားကြီးနိုင်ငံဖြစ်ခဲ့ပြီးအထက်မှာဗကံအောက်မှာပါရဟူ၍ဆိုစမတ်ပြလောက်အောင်ထင်ရှားကြော်ကြားခဲ့တဲ့ရှေးအောင်သမိုင်းဝင်နေရာတစ်ခုဖြစ်ခဲ့ပါတယ်။မုံမြေတို့အလဲလာမယ်ဆိုရင်ရန်ကုန်တိုင်းဒေသကြီးတန်လျင်ခရိုင်တွင်ရှိပြီးပဲခူးမြစ်ကိုဖြတ်၍တွေ့တန်းထားသောတရားအမှတ်1နှင့်အမှတ်3ကိုဖြတ်တန်းကတန်လျင်မြို့နယ်သို့ရောက်ရှိမှာဖြစ်ပါတယ်။တန်လျင်မြို့နယ်မှာ17မိုင်အကွာတွင်မုံမြေလိုအမည်တွင်နဲ့ကြောက်တန်းမြို့နယ်သို့ရောက်ရှိမှာဖြစ်ပါတယ်။ကြောက်တန်းမြို့နယ်သို့ဝင်လာရင်ဖြင့်တောင်ကုန်းတောင်တက်လမ်းများကိုဖြတ်တန်းပြီးလမ်းဘေးဝယ်ရာတွင်ပါရမင်းဆက်အဆက်ဆက်တီထားကိုယ်ွယ်ခဲ့တဲ့ဇေဒီပထိုးများကိုအရင်ဖူးမြင်ခွင့်ရရှိမှာဖြစ်ပါတယ်။